ထူးသဖြင့်အဲ့ဒီကွယ်လွန်သွားတဲ့ပုဂ္ဂိုလ်တွေကိုရည်စူးပြီးလူတဲ့အခါမှာအရန်ရေးကြည့်တယ်နော်ဟိုဒက္ခိဏဝိပင်ကတုတ်တန်အထက်ကရာအဖွင့်ထဲမှာလေသူကကုသိုလ်ကောင်းမှုတွေကိုအမြပေးဝေတယ်ဆိုတာတီလရှိတဲ့တန်ဃာတော်တွေကိုပင့်ပြီးတော့ကုသိုလ်ကောင်းမှုအမြဝေရမှာဒါကြောင့်သူတို့အထက်ကရာထဲမှာပြောတယ်လေဒုတိယယဟန်တစ်ပါးကိုပင့်ပြီးတော့အမြဝေတာလေနော်အမြဝေတဲ့အခါမှာတည်သွားတဲ့ပိတ်တာကအမြမရအောင်မရတော့အိမ်မက်ပေးတယ်လေငါအမြမရဘူးဆိုတော့ကြံခဲ့တဲ့သမီးကနားမလဲဘူးနားမလဲတော့နောက်တစ်ပါးပင့်ပြန်တယ်ပင့်တဲ့ဘုန်းကြီးကလည်းဒုတိယဘုန်းကြီးဖြစ်နေပြန်ကောစွန့်နေပါလေကပ်ပြီးတော့ရတဲ့ကုသိုလ်အမြဝေမကျွတ်ပြန်ဘူးမကျွတ်တော့အိမ်မက်ပြန်ပေးပြန်တယ်ငါရမယ့်ကုသိုလ်တွေကိုဒုတိယရယူသွားတယ်အဲ့ခါကျမှသမီးကနားလဲတာဒုတိယယူသွားတယ်ဆိုတာသဘောပေါက်သွားတာဝေစုမရဘူးပေါ့နော်အဲ့ခါကျမှတီလာရှိတဲ့တန်ခါကိုပင့်ပြီးတော့အမြဝေမှာတတိယနေကျမှကျွတ်သွားတာနော်အဲ့ဒါကြောင့်ဒါဦးဇင်းတို့မြန်မာနိုင်ငံမှာရက်လေဆုံးနေအရေးကြီးတယ်လေနော်အဲ့ကြောင့်ကိုယ်ဆရာတော်တန်ခါတော်တွေကိုတတ်နိုင်ချင်းချင်းနေဖြစ်ရင်ကောင်းတယ်နော်အဲ့တော့အလူခံလဲစင်ကြယ်အလူချင်းလဲစင်ကြယ်လူပဲဝိထုလဲစင်ကြယ်ရင်သိကောင်းတယ်အဲ့ဒါမှတည်လွန်သွားတဲ့ပုံကိုယ်တွေကိုအမြပေးရတာအဆင်ပြေတယ်ငို့ရင်တည်လွန်သွားတဲ့ပုံကိုယ်တွေအမြရမရမသေးချဘူးပေါ့အကယ်၍တချို့ကမေးတယ်အရှင်မြတ်တပည့်တော်ပတ်ဝန်းကျင်တွေမှာတီလာမရှိတဲ့တန်ခါတွေဟိုတီလာရှိတဲ့တန်ခါတွေကရှားတယ်ပေါ့ဗျာနော်အဲ့တော့ဘယ်လိုလုပ်ပင့်မလဲပေါ့ပြောကြတယ်အဲ့တော့မဟာကရုဏဆရာတို့ရတော့လမ်းညွန်ပါဒီလိုဘယ်လိုပြောလဲအကြံပြုလဲဆိုတော့အကယ်၍တီလာရှိတဲ့တန်ခါကိုပင့်လို့ရရင်ပင့်ကောင်းတယ်နော်အကယ်တီလာရှိတဲ့တန်ခါကိုပင့်လို့မရခဲ့ရင်တော့တဲ့ရှိတဲ့တန်ခါကိုပဲပင့်လိုက်သူ့တော့သူ့ကိုလုံးဝအာရုံမပြုပါနဲ့နော်အတန်ခါကိုအာရုံပြုပါအရေးကြီးတယ်ဒါသူ့ကိုအာရုံပြုပြီးလူရင်တော့ရမှာမဟုတ်ဘူးတဲ့နော်နီးစနစ်ပေးတာနော်အဲ့တော့တန်ခါကိုအသေးချာအာရုံပြုတန်ခါဂုံတော်ကိုပွားများပြီးတော့လူတန်းနော်ဒီပုဂ္ဂိုလ်ကိုလူတယ်လို့စိတ်ထဲမှာလုံးဝသဘောမထားနဲ့နော်သူကကိုစားတန်ခါကိုစားလာလူခံပေးတယ်လို့သဘောထားဟုတ်ပြီနော်ဒီပုဂ္ဂိုလ်ကလူတာမဟုတ်ဘူးတန်ခါကိုလူတာအဲ့တော့ तू ကတန်ခါကိုစားလာလူခံပေးတာအဲ့လိုနဲ့နှလုံးသွင်းအဲ့လိုဆိုရင်တော့ကျွန်တော်တန်ခါကိုလူတဲ့နဲ့ကုသိုလ်ပြန်ကြအကျိုးကြည့်တယ်အဲ့ဆိုတော့အမြဝေလို့ရသွားတယ်နော်ဖြစ်နိုင်ရင်ဒီလက်ရှိတဲ့တန်ခါကိုပင့်အဖြစ်နိုင်မှုဆိုရင်တော့ရှိတဲ့တန်ခါကိုပဲပင့်လိုက်ပြီးတော့သူ့ကိုလုံးဝအောင်ပြုပဲနဲ့တန်ခါအောင်ပြုပြီးလူသူတို့နီးလန်းပေးထားပါတယ်နော်အကြောင်းကျွန်တော်ကိုယ့်ရဲ့လေယာမြေကောင်းတွေတန့်မှာအကျိုးကြည့်မယ်အကျိုးကြည့်မှအမြဝေလို့ရမယ်ဟုတ်ပြီနော်အကျိုးမကြည့်ရင်အမြဝေလို့မရအောင်အဲကြောင့်အကျိုးကြည့်ဖို့တဲ့ကျွန်တော်လေယာမြေကောင်းတွေလောက်ရမှာနော်လိုတယ်အလိုရှိတယ်ဒီမှာလည်းရေးထားပါတယ်နော်အဲ့ဒီဝိတ္ထုလေးအချင်းချုပ်ရေးထားတယ်ရှိကတကားတဦးသည်ကွယ်လွန်သွားသောဆွေမျိုးတဦးအတွက်ရည်စူး၍ယဟန်တစ်ပါးကိုပင့်၍စွန့်နှင့်သင်္ကန်းလူလေ၏ထိုယဟန်ကသီလမစင်ကြဲသောဒုတိယပုဂ္ဂိုလ်ဖြစ်နေ၏ထို့နောက်ကွယ်လွန်သူအားကုသိုလ်အဖို့ကိုအမြပေးဝေ၏ထိုညင်း၌အိမ်မက်တဲ့ဝဲထိုအလူရှင်တကားအားကွယ်လွန်သူကငါအတွက်ကုသိုလ်အဖို့ကိုဒုတိယကြီးကလူယူသွားတယ်ငါမရဘူးပြောဆိုလေ၏နော်လူယူသွားတယ်ငါမရတော့ဘူးထိုအခါသီလစင်ကြဲသောအခြားယဟန်တစ်ပါးကိုပင့်၍ထပ်မံလူတန်းကကုသိုလ်အဖို့ကိုအမြပေးဝေလိုက်မှတာလူခေါ်တဲ့သဖြင့်ကုသိုလ်အဖို့ရရှိကချမ်းသာဒုက္ခအမျိုးမျိုးကိုခံစားသွားရလေသည်ထို့ကြောင့်ရဟန်းတော်များ၏သီလစင်ကြယ်မှုသည်အလူရှင်တကားမများအတွက်လွန်စွာအကျိုးကျေးဇူးများလာပေသည်နော်အဲ့တော့ကိုယ့်ရဲ့ဒီလေယာမြေကောင်းတွေတန့်ရှင်းဖို့အတွက်လည်းတရားဓမ္မတွေဝိုင်းကြိုးစားရမယ်နော်အဲ့လိုကြိုးစားရမယ်